အဲ့တော့အကောင့်တစ်ခုတည်းကိုနောက်ထပ်ကျွန်တော်ပတ်လည်သုံးဖို့အတွက်ဥပမာအနေနဲ့လိုက်လုံနိုင်အောင်လို့ကျွန်တော်ရှင်းပြပါမယ်ဗျာပထမအနေနဲ့ကကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်တဲ့နော် banking ပေါ့ဗျာ banking လေကျွန်တော် banking ကိုလေကျွန်တော်တို့ဒီအကောင့်ပဲသုံးရမှာဗျာနောက်တစ်ချက်ကကျွန်တော်တို့က market ပေါ့ market ဆိုတာကျွန်တော်တို့ကဥပမာ Alibaba လို့ Amazon လို့ website လို့ပေါ့နော်အဲ့မှာလေကျွန်တော်တို့ကဒီအကောင့်ပဲသုံးရမှာနောက်ပြီးတော့ကျွန်တော်တို့က global transportation ပေါ့ဒီလွယ်ပြောရရင် delivery ပေါ့ဗျာအဲ့ delivery company မှာလည်းကျွန်တော်တို့ကဒီအကောင့်ပဲသုံးရမှာနောက်တစ်ချက်ကကြတော့ကျွန်တော်တို့ကဒါဟိုပါပေါ့နီးပညာပေါ့နော်နီးပညာဆိုတဲ့နေရာမှာလည်းနီးပညာ website တွေရှိတယ်နီးပညာ website တွေကဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လွှတ်တိုက်တာကနေပြီးတော့ခွဲစိတ်ဒေါက်တာတွေခွဲစိတ်တဲ့အနေအထားတွေမှာကျွန်တော်တို့ကအဲ့လိုနီးပညာမျိုးတွေကိုတနေရာထဲမှာရှိတာပေါ့နော် Pinterest လိုအမျိုးပေါ့ဒါတွေကိုဝင်ကြည့်ရမှာပေါ့အဲ့ဒီကနေမှကျွန်တော်တို့က Pinterest ကနေပြီးတော့ကျွန်တော်တို့ကဘယ်ကိုတက်မလဲဆိုတော့ Amazon ကိုတက်မှာပေါ့နော်အဲ့တော့ account တစ်ခုတည်းမှာ data တွေကိုစုံပြီးတော့ကျွန်တော်တို့ကဥမာ order အောက်လိုက်တယ် market ကနေပြီး order အောက်လိုက်တယ်ဆိုရင်အဲ့ဒီ account ရဲ့ data ကကျွန်တော်တို့ကသက်ဆိုင်ရာချက်လက်တွေကိုပို့မှာပေါ့နော်ဥပမာကျွန်တော်က AliExpress မှာကျွန်တော်ပစ္စည်းဝယ်တယ်ကျွန်တော်ကပစ္စည်းရှာတယ်ပေါ့နော်ရှာတဲ့အခါမှာကျွန်တော်က website ကို online ပေါ်မှာတွေ့ရတဲ့ဓာတ်ပုံတစ်ခုသူတို့ကြော်ညာနေတဲ့ပစ္စည်းတစ်ခုကိုကျွန်တော် screenshot ရိုက်လိုက်တယ်ဆိုရင်ကျွန်တော်ကအဲ့ screenshot ကနေပြီးတော့မှ AliExpress ကနေတွားပြီးတော့ screenshot ရိုက်လိုက်တဲ့အခါမှာအဲ့ပုံကိုတခါတန်းပေါ်တာပေါ့နော်အဲ့လိုတန်းပေါ်ဖို့အတွက်ကိုကျွန်တော်တို့ကအဲ့ account တစ်ခုလေးကနေပြီးတော့ချိတ်ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ screenshot ကကျွန်တော်တို့ဖုန်းသူကတော့ဒီ fashion လိုအပ်နေပြီဥမာ Samsung ပေါ့ဥမာ Apple ပေါ့နော်သူကတော့ဒီလိုမျိုးစနစ်ကိုသုံးနေပြီအဲ့တော့သဘောကဗျာသူကသတင်းပို့တာပေါ့နော်သူကဒီစနစ်ကိုသုံးနေပြီ Samsung ကုမ္ပဏီအနေနဲ့ဒီ icon ဒီ shortcut icon ကိုသူကသုံးနေပြီ update ဒီတစ်ခါ update လုပ်တဲ့အခါမှာသူကတင်ပေးပါဆိုတော့အဲ့ဒီကြရင်ကျွန်တော်တို့က AliExpress screenshot icon ပေါ်လာတာပေါ့နော် Samsung ကနေပြောကျွန်တော်တို့ update ပေးတာပေါ့အဲ့လိုမျိုး one cycle network ကိုကျွန်တော်တို့ကပြည့်စုံအောင်သုံးအောင်ပါဗျာနော်အဲ့လိုအကျိုးကျေးဇူးသုံးခြင်းအပြင်အကျိုးကျေးဇူးလောလောလတ်လတ်ဘာဖြစ်လာမလဲဆိုရင်တော့ကျွန်တော်တို့ကဒါလည်းတနည်းပြောရမယ်ဆိုရင်တော့ဒါ digital scale ပဲဗျာနော်အဲ့ digital scale ကိုကျွမ်းကျင်မှကျွန်တော်တို့ကဒီ online နဲ့ပတ်သက်ပြီးတော့စီးပွားရေးတွေလုပ်လို့လွယ်ကူမှာပါနော်နေမွေအချင်းငေါ့တွေအနောက်ဆက်တွေဖြစ်တိုင်းတာပေါ့နော်ကျေးဇူးတင်ပါတယ်